ချိန်ရဲ့တန်ဖိုးအချိန်ဆိုတာလူတိုင်းအတွက်တန်းတူညီမျှတဲ့ယန္တနာတစ်ခုပါကျုပ်တို့မှာရှိတဲ့အချိန်တွေကိုဘလို့အသုံးချမလဲဆိုတာကဒါဘဝရဲ့ရလဒ်တွေကိုအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ကုန်လွန်သွားတဲ့အချိန်တွေကိုပြန်ဝယ်လို့မရနိုင်ပါဘူး။ဒါကြောင့်အနာဂတ်အတွက်ပူပန်နေမဲ့အစားလက်ရှိပိုင်ဆိုင်ထားတဲ့မိနစ်တိုင်းကိုတန်ဖိုးရှိရှိဖြတ်တန်းဖို့လိုအပ်ပါတယ်။အချိန်ကအရာရာကိုကုသပေးနိုင်တယ်လို့အရာရာကိုလည်းပြောင်းလဲပြစ်နိုင်ပါတယ်။အခက်ခဲတွေကျူလာရတဲ့အခါစိတ်တက်မကြပါနဲ့။အချိန်တစ်ခုရောက်လာရင်အရာအလုံးဟာနေရာတကျဖြစ်သွားပါလိမ့်မယ်။အချိန်ကိုလေးစားတဲ့သူဟာအောင်မြင်မှုရဲ့လမ်းစကိုရှာဖွေတွေ့ရှိသူပါ။ကိုယ့်ရဲ့အချိန်ကိုတန်ဖိုးထားသလိုပဲရဲ့အချိန်ကိုလည်းလေးစားမှုရှိခြင်းကလူသားပိသားတဲ့ဂုဏ်ချက်တစ်ခုဖြစ်ပါတယ်။အချိန်ဆိုတာမြည်ရည်လိုပါပဲတစ်ခါစီးဆင်းသွားပြီးရင်နောက်တစ်ချိန်ဘယ်တော့မှပြန်မလာတော့ပါဘူး။ဒါကြောင့်အခွင့်အရေးရှိတုန်းမှာအကောင်းဆုံးစူးစမ်းနေထိုင်သွားဖို့အရေးကြီးပါတယ်။